သားမရအတွက်ကောင်းတယ်လို့ဆိုတဲ့အခါမိမိရဲ့အိမ်တော်ဘက်အတွက်ကောင်းမွန်ကောင်းနည်းကဘယ်လိုကောင်းအောင်သူ့အတွက်ဘယ်လိုဖြစ်အောင်လုပ်အောင်နံပါတ်1ကတော့မိမိရဲ့အိမ်တော်ဘက်ပေါ်မှာချင်းချင်းနာနာရှိရမယ်ဒါနံပါတ်1နံပါတ်2ကအထင်သေးအမြင်သေးမဆက်ဆံရအောင်နောက်တစ်ခုကကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်ကျူးလွန်မှုမလုပ်အောင်ဒီ3ချက်ဟာအမြဲတမ်းအရေးကြီးတဲ့အချက်3ချက်ဒါကသင်္ကာလဝါဒ3ပါသားသမီးမိဘမိမိရဲ့မိသားစုအတွက်ကောင်းတယ်ဆိုတာဒီလိုကောင်းမှအကောင်းလို့ခေါ်တယ်ပေါ့တိုင်ဆိုင်မှုကိုအနှင်းရမိသားစုကိုယ့်ရဲ့အိမ်တော်ဘက်ကိုထိုက်တန်တဲ့အစင်တစားများဖြင့်တန်းစာဆင်ပေးရမယ်လို့ဒီလိုဆိုလိုတာဘုရားအိန္ဒိယနိုင်ငံမှာပွင့်တာဆိုအိန္ဒိယခေတ်လူနေမှုစနစ်နဲ့အဝင်ခွင်ကြဖြစ်အောင်မြတ်စွာဘုရားဟောဒီတွေပို့ပြီးတော့ကောင်းအောင်လုပ်နိုင်ရင်လည်းကောင်းအောင်လုပ်ပေါ့ဆိုလိုတာကတော့ကိုယ့်ရဲ့မိသားစုပေါ်မှာအကျဉ်းနာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာဝတ္တရားမချွတ်ယွင်း